လေးများပွင့်တော့ဖူးတောင်ဝင့်လို့ချီတဲ့နေကြီးမှာရွှေရီလောက်ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဟောဒီမှာသွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတော့မယ်ကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်မြို့နယ်အိုးထိန်တွင်းကျေးရွာမှာမနက်10:00 နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစာသင်နေတဲ့ကလေးတွေထဲကအနည်းဆုံး10 ယောက်သေဆုံးဆရာဆရာမဦးရလည်း2 ယောက်သေဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တွေကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။စာသင်နေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန်တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလှုပ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရောအုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီအဆမှုရုံမှမှုအောက်တန်းကြမှုတွေအားလုံးကကလေးတွေရဲ့စိတ်ထဲမှာနှလုံးသားထဲမှာဆွဲထင်သွားပြီနိုင်ငံတကာကကိုညီတိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိသေမဘလောက်ထိဆုံရှုံးမှအတန်ထွက်ပြီးပြောပေးကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါဦးလူအခွင့်အရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းတွေပြည့်စည်အဲ့ဒါကောအလုပ်လူအခွင့်အရေးကိုချိုးဖောက်တာမဟုတ်ဘူးလားကျမတို့မငိုဘူးတင်းထားမယ်ဘာဖြစ်လို့မငိုရလဲကျမတို့80လောက်ရမယ်အလုပ်တွေအများကြီးရှိဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်တဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းမယ်ဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့သူတို့လည်းထပ်တူထပ်မြခံစားပါစေလို့ကျမကတော့ကြိတ်ဆိုလိုက်တယ်ကျမပြုတ်သမျှကုသိုလ်တွေအားလုံးကိုတိုင်တယ်ပြီးကြိတ်ဆိုလိုက်တယ်ထပ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လှန်ရေးမအောင်မချေဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြာဆုံးဖို့အတွက်ကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မဖြည့်တို့တာပါရှင်တတိကမှတ်တမ်းပါအထဲတွေကတဲ့ခုံတွေကအလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာအေးချမ်းချမ်းစာတင်နေတဲ့အနေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲသွေးစွန်းနေတဲ့ဖက်နှက်ကလေးရယ်လက်တန်းလေးရယ်ခေါင်းကဥကွန်လေးရယ်ဒါဥကွန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါတော့ချင်းကစကိုင်းငလျင်ဘေးကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအားပေးကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်လည်းအပြန်ခရီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီကိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တာစစ်ကောင်စီဘက်ကပြောတယ်လို့ကိုကရှိတယ်ထားရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူငယ်တီးတန့်စာတင်နေတဲ့နေရာဖြစ်ပါတယ်ကျမတို့အတွက်တရားမျှတမှုကိုရအောင်လို့တတ်နိုင်မှာဝိုင်းဝန်းပြီးတော့အတန်ထွက်ပေးကြပါလို့မြစ်တယ်လက်ခံ